ဒီမလေးကိုလေးစားလေးရေးပေါ်လေးကိစ္စလေးရှိလို့ဒီမလေးအပေါ်မှာအခုမိမလေးပြင်မှာဆက်ဝင်နေတာရေးပေါ်ငွေလေး4တောင်းလောက်လို့ဒီမလေးအခုကိုရင်ဖက်ပြပါအောင်နော်ပြီးညီမကိုဟို4တောင်းပြန်ပြီးမှကြားလားအော်ညီမဟိုကလေအခန်း3မှာနှိမ့်ညာညီမလေးဟုတ်တယ်အခန်း3မှာဟုတ်ကဲ့ရှင်အခန်း3မှာလားရှင်ခဏလေးပါနော်อืมအမလေးအမယောက်ျားဆိုလာပဲဝတ်ချက်ပေါက်တဲ့အတန်လေးရှိမှာဖုံးဆက်နေပတ်သက်လေးတန်းလောက်လွှဲပေးပါအောင်တဲ့ညီမလေးဟုတ်တယ်လေသူကဟိုအိတ်ပြောနေညီမလေးသွားပြီးမလုံးနဲ့ညီမလေးရအခုဒီတိုင်းအခုပဲယုံလိုက်ပါညီမလေးနော်အခုပဲယုံလိုက်ကြားလားဟုတ်ပါရှင်အဲ့ဆိုအခုစီကိုညီမလေးငွေလေးတောင်းလွှဲလိုက်မယ်နော်အခုတည်းငွေလေးတောင်းလည်းညီမပြန်ပြီးတော့သိလားအော်အေးညီမလေးကျေးဇူးတင်နေညီမလေးအရန်တဘောကောင်းတာပဲအေးကျေးဇူးပဲနော်ဟုတ်ကဲ့ရှင်အခုလေးညီမလေးအခုလေး4တောင်းတော့မဟုတ်ဘူးလေအခုစေနာရှိကို4သိန်းတောင်လွှဲပေးလိုက်တာသိလားခဏလေးအခုစီကိုလေးကုန်းနံပါတ်လေးကြာလာလိုက်မယ်အဲ့ကုန်းနံပါတ်6လုံးလေးကိုညီမလေးကိုပြန်ပြောပေးဦးတော့သိလားအဲ့ကုန်းနံပါတ်လေးရှိမှအကုန်ငွေရမှာမဟုတ်လို့ပါရှင်အော်ဟုတ်လားညီမလေးအော်အေးအဲ့ဒါကိုကြည့်လိုက်မယ်နော်ညီမလေးဟိုစားလေကောက်နံပါတ်ကဘယ်ချိန်ကြမှာလဲညီမလေးဘယ်နှလုံးလဲညီမလေးဘယ်နှလုံးလဲအခုကလည်းနိုင်လုံးနေရတယ်အခုစီကိုအချိန်တန်ရောက်လာလိုက်တော့အခုစီကောက်နံပါတ်မကြလာသေးလို့ကိုရေဘာလေးရှားနေတာလဲညီမလေးကအခုအားနာလို့လိန်ပြောလိုက်တာလိန်နာချင်းချူတူတော့ကိုကဘာလေးပိုးနေတာညီမဘာပြောရလဲဟမ်ဟုတ်ဒါပဲနော်ဒီခါတိတော့ပြီဆိုင်ဝဲဆက်တူတိုင်းဖွင့်လာဝန်ထမ်း300ကျော်အုပ်ချုပ်နေပြန်အုပ်လိုက်